အခုပို့ချမဲ့သင်ခန်းစာကတော့အဝေးသင်တက္ကသိုလ်တတိယနှစ်စိတ်ပညာအထူးပြုကျောင်းသူကျောင်းသားများအတွက် abnormal psychology ဘာသာရပ်ထဲက schizophrenia စိတ်ရောဂါအကြောင်းဖြစ်တယ်။ schizophrenia ဟာ functional psychosis မှာထင်ရှားတဲ့စိတ်ရောဂါတစ်မျိုးဖြစ်တယ်။အခု schizophrenia ရဲ့အဓိပ္ပာယ်ကိုအရင်ဆုံးစပြီးရှင်းပြမယ်။ Schizophrenia is a psychotic disorder characterized by gross distortions of reality, withdrawal from social interaction, and disorganization and fragmentations of perception, thought, and emotion. Schizophrenia ဟာ psychotic အမျိုးအစားဖြစ်ပြီးဖြစ်ရမှန်တွေကနေတင်းချော်မှုတွေများပြားတယ်။အများနဲ့ဆက်ဆံရေးတုံ့နယ်ခြင်းနဲ့စိတ်ဆန္ဒညှော်နေပြီးလူရောမတိုးခြင်းဖြစ်တယ်။အာယုံတိမှုတွေစဉ်းစားတွေးတောမှုတွေစိတ်လှုပ်ရှားမှုတွေဟာလည်းစူးစီးမှုမရှိတော့ဘဲအစိတ်စိတ်အမွှားမွှားကွဲထွက်နေတယ်ဆိုတဲ့ချင်းရလက္ခဏာတွေရှိတယ်။ Belgium စိတ်ကူပညာရှင်မော်ရီက1860ခုနှစ်လောက်က Dementia precox ဆိုတဲ့ဝေါ်ဟာရကိုစတင်သုံးစွဲခဲ့တယ်။အဓိပ္ပာယ်ကတော့ mental deterioration at an early age ငယ်ရွယ်စဉ်စောစောပိုင်းမှာစိတ်ယိုယွင်းပျက်စီးခြင်းလို့အဓိပ္ပာယ်ရတယ်။ Swiss စိတ်ကူပညာရှင် Bleuler ကအဲ့ဒီလိုငယ်ရွယ်စဉ်စောစောပိုင်းကတည်းကစိတ်ယိုယွင်းတဲ့စိတ်ရောဂါကို schizophrenia လို့သုံးစွဲလိုက်တာဖြစ်တယ်။အဓိပ္ပာယ်ကတော့ split mind စိတ်ကစင်ကလျားဖြစ်ခြင်းကွဲထွက်ခြင်းလို့အဓိပ္ပာယ်ရတယ်။ schizophrenia ဟာ psychosis စိတ်ရောဂါတွေထဲမှာအဖြစ်များတဲ့ရောဂါအမျိုးအစားတစ်ခုဖြစ်တယ်။ schizophrenia ရောဂါကိုလေ့လာရင်အမျိုးအစားအမျိုးမျိုးတွေ့ရမယ်။ပထမဦးဆုံးအနေနဲ့ Kraepelin ရဲ့အမျိုးအစားခွဲတာကိုတင်ပြမယ်။ Kraepelin က paranoid type, catatonic type နဲ့ hebephrenic type ဆိုပြီး schizophrenia ရောဂါကိုအမျိုးအစား၃မျိုးခွဲခြားခဲ့တယ်။ hebephrenic အမျိုးအစားကိုတော့အခုအခါ disorganized type လို့ပြောင်းလဲခေါ်ဝေါ်လာတာတွေ့ရတယ်။ Bleuler ကတော့ Kraepelin တင်ပြခဲ့တဲ့အမျိုးအစား၃မျိုးအပြင် simple schizophrenia ကိုပါထည့်သွင်းဖော်ပြခဲ့တယ်။ DSM-4 classification မှာတော့ schizophrenia အမျိုးအစားကို paranoid type, catatonic type နဲ့ disorganized type ဆိုပြီး၃မျိုးခွဲခြားဖော်ပြထားတာတွေ့ရတယ်။အခုဆက်ပြီး schizophrenia ရဲ့ယောဂဗျလက္ခဏာတွေကိုရှင်းပြမယ်။ schizophrenia ယောဂဘယ်လိုအမျိုးအစားမှမဆို common symptoms တူညီတဲ့ယောဂဗျလက္ခဏာတွေရှိတယ်။ယောဂဗျလက္ခဏာတစ်ခုကတော့ withdrawal ပဲဖြစ်တယ်။ withdrawal ဆိုတာလူနာဟာအစစ်အမှန်လောကကနေနောက်ဆုတ်ရှောင်ခွာခြင်းပဲဖြစ်တယ်။ loss of interest in the environment ပတ်ဝန်းကျင်ကိုစိတ်ဝင်စားမှုမရှိတော့ဘူးလူရောမတိုးခြင်းဖြစ်တယ်။ decrease in effective responses ချစ်ခင်နှစ်သက်မှုတွေစိတ်ထိပါမှုဆိုင်ရာတုံ့ပြန်မှုတွေလည်းလျော့နည်းပျောက်ကွယ်လာတယ်။နောက်ယောဂဗျလက္ခဏာတစ်ခုကတော့ change in effect စိတ်ထိပါမှုများပြောင်းလဲသွားခြင်းဖြစ်တယ်။ The patient tends to become emotionally flattened and show a loss of natural affection and appropriate emotional reactions to people he formerly loved. လူနာဟာစိတ်ထိပါမှုနည်းပါးလာတယ်။တမန်အားဖြင့်ရှိသင့်ရှိအပ်တဲ့အရင်ကချစ်ခင်နှစ်သက်ခဲ့တဲ့သူတွေအပေါ်မှာတောင်မှချစ်ခင်နှစ်သက်မှုတွေစိတ်လှုပ်ရှားတုံ့ပြန်မှုတွေလျော့နည်းလာတယ်။ Schizophrenic patient may also experience an extremely rapid change of emotions within seconds or minutes. စက္ကန့်ပိုင်းအတွင်းမိနစ်ပိုင်းအတွင်းစိတ်လှုပ်ရှားမှုတွေဟာရုတ်ချည်းပြောင်းလဲဖြစ်ပေါ်တယ်။လူနာဟာအခုဝမ်းသာလိုက်အခုဝမ်းနည်းလိုက်အခုငိုလိုက်အခုရည်လိုက်ဖြစ်တယ်။ schizophrenia ယောဂတွေမှာတွေ့ရတဲ့နောက်ယောဂဗျလက္ခဏာတစ်ခုကတော့ disorganizations of thought processes ပဲဖြစ်တယ်။လူနာရဲ့အတွေးဖြစ်စဉ်တွေဟာစုစည်းမှုမရှိဘူး။အတွေးဖြစ်စဉ်တွေဟာဟိုရောက်ဒီရောက်နဲ့ကမောက်ကမဖြစ်ပြီးမတွေးနိုင်မစဉ်းစားနိုင်ဖြစ်တယ်။ It becomes very difficult to follow his trends of thought. သူဘယ်လိုစဉ်းစားနေသလဲဆိုတာကိုလည်းသိဖို့အတော်ခက်ခဲတယ်။ As a result, effective social communication becomes almost impossible for him. ဒါကြောင့်လူနာနဲ့ထိရောက်တဲ့ဆက်သွယ်မှုပြုဖို့မလွယ်ဘူး။နောက်လူနာဟာသူ့အမြင်နဲ့သူစကားလုံးအသစ်တွေတီထွင်ပြီးပြောလေလည်းရှိတယ်။ He invented new words to describe his views. နောက်ယောဂဗျလက္ခဏာတစ်ခုကတော့
disturbances in behavior and motor functions အပြုတ်အမူနဲ့လှုပ်ရှားမှုဆိုင်ရာလုပ်ငန်းတွေမှာမမှန်ကန်တော့တာတွေ့ရတယ်လူနာဟာကိုယ်ရုပ်ကာယနိုင်တဲ့အပြုတ်အမူတွေဒါမှမဟုတ်မျောလင့်မထားတဲ့ရုပ်တရက်ပြောင်းလဲပြုတ်မှုတွေလှုပ်ရှားမှုတွေကိုလုပ်တတ်တယ်ဒါအပြင်ရှုံမဲ့တာခန္ဓာကိုယ်အစိတ်အပိုင်းအတော်များများမှာအကျော်ဆွဲသလိုတွန့်လိန်တာလှုပ်ရှားမှုပုံစံတပုံစံတည်းနေတာတွေဖြစ်ပေါ်တယ်နောက်သူဟာဖျောင်းလိုပျော်ပြောင်းတဲ့ပုံစံတွေနဲ့လည်းအချိန်အတော်ကြာကြာကြီးမပြောင်းလဲပဲနေနိုင်တာတွေ့ရတယ် The delusions found in the thinking of schizophrenic are false, irrational beliefs which are fixed in the patient's mind and beyond any kinds of change. Schizophrenic patients တွေမှာ delusions ယုံမှားလွန်ခြင်းတွေရှိတာတွေ့ရတယ်။ယုံမှားလွန်ခြင်းဆိုတာအမှားတွေစီလျော်မှုမရှိတာတွေကိုယုံကြည်လွန်နေတာဖြစ်တယ်။ဘယ်လို့မှဒီယုံမှားလွန်ခြင်းတွေကိုပြောင်းလဲပြစ်လို့မရဘူး။ဝေဒနာတွေရဲ့စိတ်ထဲမှာခိုင်ခိုင်မြဲမြဲဆွဲမြဲနေတယ်။ delusions of persecution နဲ့ delusions of grandeur ဆိုပြီးနှစ်မျိုးတွေ့ရတယ်။ delusions of persecution မှာတော့လူနာဟာကိုညှဉ်းပန်းနှိပ်စက်တဲ့ယုံမှားလွန်ခြင်းတွေရှိနေတယ်။တစုံတစ်ယောက်ကသူ့ကိုမကောင်းကြံနေတယ်ဒုက္ခတစ်ခုခုတွေ့အောင်လုပ်နေတယ်သူ့အကြောင်းမကောင်းပြောနေကြတယ်လို့မှားယွင်းစွာယုံကြည်နေခြင်းပဲဖြစ်တယ်။ delusions of grandeur မှာတော့လူနာဟာမှားယွင်းစွာဘဝင်မြင့်အထင်ကြီးလွန်းနေခြင်းဖြစ်တယ်။သူကိုယ်သူအထင်ကရပုဂ္ဂိုလ်ကြီးဖြစ်တယ်တကိုးရှင်ကြီးဖြစ်တယ်စသဖြင့်ထင်မြင်ယူဆနေခြင်းပဲဖြစ်တယ်။နောက်ယောဂဗျာလက္ခဏာတစ်ခုကတော့ hallucination ပဲဖြစ်တယ်။ hallucination ဆိုတာကတော့လှုံ့ဆော်မှုမရှိဘဲအာယုံသိနေတာဖြစ်တယ်။ဘာမှမရှိဘဲတစ်ခုခုကိုမြင်နေမယ်ကြားနေမယ်အနံ့တွေရနေမယ်ပူတာအေးတာနာကျင်တာစတဲ့ခံစားမှုတစ်မျိုးမျိုးကိုခံစားနေရမယ်။ဒါပေမဲ့တကယ်တော့ဒါတွေဟာဘာလှုံ့ဆော်မှုမှမရှိဘဲအာယုံသိနေတာဖြစ်တယ်။အခုဆက်ပြီး schizophrenia အမျိုးအစားတစ်ခုစီမှာတွေ့ရတဲ့ထင်ရှားတဲ့ယောဂဗျလက္ခဏာတွေကိုရှင်းပြမယ်။ The paranoid type is characterized by preoccupations with one or more delusions or with the presence of frequent auditory hallucinations. Paranoid အမျိုးအစားမှာထင်ရှားတဲ့ယောဂဗျလက္ခဏာကတော့ delusion လို့ခေါ်တဲ့ယုံမှားလွန်ခြင်းတစ်မျိုးမျိုးသို့မဟုတ်တစ်မျိုးတည်းပိုတဲ့ယုံမှားလွန်ခြင်းတွေရှိနေမယ်။ Now hallucination လို့ခေါ်တဲ့လှုံ့ဆော်မှုမရှိဘဲအာယုံသိမှုတွေဖြစ်ပေါ်နေမယ်။ hallucination အမျိုးမျိုးရှိတဲ့အထက်က auditory hallucination မရှိတဲ့အသံတွေကိုကြားနေရတတ်တာများတယ်။ The catatonic type is characterized by markedly impaired motor behavior and a slowing down that progress to a stupor but may switch abruptly into an agitated phase. Catatonic အမျိုးအစားမှာတော့လှုပ်ရှားပြုမှု motor behavior ပျက်စီးမှုကိုထင်ရှားစွာတွေ့ရတယ်။လူနာရဲ့လှုပ်ရှားပြုမှုတွေဟာတဖြည်းဖြည်းချင်းနှေးကွေးလာပြီးနောက်ဆုံးလှုပ်ရှားပြုမှုပုံစံတပုံစံတည်းကိုနာရီပေါင်းများစွာရက်ပေါင်းများစွာအတော်ကြာအောင်မပြောင်းလဲပဲပြုမှုနေနိုင်တာတွေ့ရတယ်။အဲဒီလိုနေရာမှတစ်ဆင့်ရုပ်ချီးတွက်လက်လှုပ်ရှားပြုမှုအခြေအနေကိုလည်းပြောင်းလဲနိုင်တယ်။ The disorganized type is associated with such features as confused behavior, incoherent speech, vivid frequent hallucinations, flippant or inappropriate effect, and disorganized delusions. Disorganized type မှာတော့တချို့သောယောဂသင်ပြင်းတွေနဲ့ဆက်ဆက်နေပြီးရှုပ်ထွေးတဲ့အပြုအမူတွေဖြစ်ပေါ်နေတယ်။အထိပ္ပယ်မရှိတဲ့နားမလည်နိုင်တဲ့စကားတွေပြောတာလှုံ့ဆော်မှုမရှိဘဲအာယုံသိတာမစီလျော်တဲ့စိတ်ထိပါမှုတွေနဲ့စူးစီးမှုမရှိတဲ့အာယုံမှားမှုတွေဖြစ်ပေါ်နေတာတွေ့ရတယ်။အခုဆက်ပြီး schizophrenia ဖြစ်ရတဲ့အကြောင်းရင်းတွေကိုဆွေးနွေးတင်ပြမယ်။ယောဂဖြစ်ရတဲ့အကြောင်းနဲ့ပတ်သက်လို့စူးစမ်းလေ့လာသူများရဲ့တွေ့ရှိချက်အရ heredity factors မျိုးရိုးဗီဇဆိုင်ရာအချက်တွေ physical constitution ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံအမျိုးအစားတွေ biochemical ဇီဝဓာတုဆိုင်ရာအချက်တွေ psychological and psychosocial factors စိတ်ပိုင်းဆိုင်ရာနဲ့
စိတ်ဆက်ဆံရေးပိုင်းဆိုင်ရာအချက်တွေအားလုံးပါဝင်ပတ်သက်နေကြောင်းတွေးရှိတင်ပြကြတယ်အခုပို့ချချက်မှာတော့စိတ်ပိုင်းဆိုင်ရာအချက်တွေ psychological factors ကိုပဲအဓိကထားဆွေးနွေးသွားမှာဖြစ်တယ် schizophrenia ဖြစ်ရတဲ့စိတ်ပိုင်းဆိုင်ရာအကြောင်းတရားကငယ်ရွယ်စဉ်စောစောပိုင်းကလေးအရွယ်မှာပြင်းထန်တဲ့စိတ်ဒဏ်ခံခဲ့ရရင် schizophrenia ဖြစ်လာနိုင်စရာအကြောင်းရှိတယ်လို့ယူဆကြတယ်။အဲဒီလိုငယ်ရွယ်စဉ်ကလေးဘဝမှာပြင်းထန်တဲ့စိတ်ဒဏ်ခံခဲ့ရသူဟာတော်ရုံတန်ရုံစိတ်ဖိစီးမှုဒဏ်ကိုတောင်းမှမခံစားနိုင်တော့ပဲနောက်ပိုင်းကြုံတွေ့ရတဲ့စိတ်ဒဏ်တွေဟာသူ့အတွက်အန္တရာယ်ဖြစ်လာတယ်။ဒီဖိစီးမှုဒဏ်တွေကိုလုံးဝရင်မဆိုင်နိုင်တော့တဲ့အခါသူ့ရဲ့စိတ်ကူးရင်ကလေးဘဝကဘာလေးထဲမှာပဲကျေနပ်မှုကိုရှာရင်နေသွားကြတော့တယ်။နောက်ထင်ရှားတဲ့စိတ်ပိုင်းဆိုင်ရာအချက်တစ်ခုကတော့ childhood background ကလေးဘဝကနောက်ခံဖြစ်ရတွေပဲဖြစ်တယ်။ schizophrenia ယောဂါဟာကလေးဘဝကစတင်အမြင့်တွယ်ခဲ့တာဖြစ်တယ်။မိသားစုဟာလုံခြုံနှွေးထွေးမှုမရှိဘူး။ကလေးဟာအထီးကျန်ခံစားမှုရှိလာတယ်။သူ့အတွေ့သူ့ခံစားချက်တွေကိုစိတ်တွင်းမှာပဲခံစားတယ်။နောက်တစားနဲ့သူ့စိတ်ကူးရင်ကဘာလေးဟာကြီးမားလာတယ်။မိသားစုဆက်ဆံရေးပုံစံနဲ့ပတ်သက်ပြီးကြည့်ရင်မိခင်တွေဟာ overprotection အကာအကွယ်ပေးလွန်းတာကိုတချို့ဖြစ်ရပ်တွေမှာတွေ့ရတယ်။မိသားစုအခြေအနေအတွင်းမှာဖြစ်ပေါ်တဲ့အချက်အလက်အချို့ကလည်းတခြားသူတွေနဲ့ဆက်ဆံရေးကိုပြိုကွဲစေတယ်။ဒါတွေဟာကလေးအတွက်အန္တရာယ်ဖြစ်စေတယ်။နောက်တစ်ချက်ကတော့ schizophrenia ယောဂါသည်တွေဟာပတ်ဝန်းကျင်လောကရဲ့ဖိစီးမှုဒဏ်ကိုကြက်ညက်မခံနိုင်တဲ့အခါမှာသိမှုအဆင့်တွေကနေထွက်ပြေးလွတ်မြောက်အောင်ပြုလုပ်ရရှိတယ်။ဒီလိုပြုလုပ်တဲ့နေရာမှာ defense mechanism တွေတဲက regressive patterns ကလေးဆန်တဲ့အပြုအမူပုံစံတွေကိုသုံးလေရှိတာတွေ့ရတယ်။ regressive pattern ဆိုတာငယ်ရွယ်စဉ်ကလေးဘဝကခွင့်လွှတ်မှုတွေဂရုစိုက်မှုတွေကိုရရှိခဲ့တဲ့အပြုအမူပုံစံတွေကိုပြုလုပ်တာပဲဖြစ်တယ်။အခုပို့ချချက်ကိုပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင် schizophrenia နဲ့ပတ်သက်ပြီးအဓိပ္ပာယ်အမျိုးအစားယောဂဗျလက္ခဏာတွေနဲ့ဖြစ်ရတဲ့အကြောင်းရင်းတွေကစိတ်ပိုင်းဆိုင်ရာအချက်တွေကိုပို့ချခဲ့တယ်ဆိုတာပြောကြားရင်းပို့ချချက်ကိုရန်နာလိုက်တယ်